အခုလိုမျိုးမုံနေရဖို့အတွက်ကိုရတော့သူတို့စီမှာစံကိုကြိတ်ထိုးရတာရှိတယ်အဲ့ကြတော့လေအချိန်လဲကုန်တယ်ပြီးလို့ရှိရင်ပိုရှန်တာတွေဆိုလို့ရှိရင်လည်းအလေလွတ်ဖြစ်တာတွေဖြစ်တာပေါ့နော်အခုကြတော့ဒီနက်တုတ်တာဒီလိုလူကြောကြီးအမုံရှိတာနဲ့ပဲအချိန်လဲမကုန်မဲနဲ့အလွယ်တကူလှုပ်ရှားလို့ရသွားတာပေါ့ဟုတ်တယ်ပြီးတော့လေဒီဘူတပူဆိုလို့ရှိရင်ပုံမှန် site ကြီးဆိုလို့ရှိရင်မုံ10ချက်ရတယ် site ကြီးဆို15ချက်လောက်ရတယ်ဒီပကိုရောက်နေတဲ့သူတွေလည်းအိမ်အလွမ်းပြေပေါ့နော်လှုပ်ရှားလို့ရတယ်ဒါဒီဘက်ကစလုံးကကြတော့ရေမုံလှုပ်ဖို့အတွက်ပေါ့နော်ဒီဘက်ကကြတော့မုံပြတက်လက်လှုပ်ဖို့အတွက်ပါအခုလိုမျိုးမုံနှစ်ရီဖြော်ထားပြီးတော့မကုံမှုဆိုလို့ရှိရင်မီးရတဲ့နေရာတွေဆိုရင်ရေခဲတတာထဲမှာထည့်သိမ်းထားလို့ရပါတယ်ဒီနေ့ကတော့ကြက်သွန်မိတ်ညက်တဲ့တာဝန်ယူထားအဲ့လိုပဲခက်ခက်အလုပ်ဆိုလုပ်တာပဲလာခေါ်ပေါ်ဦးထည့်ပြီးလားအဲ့ဒါအောင်လက်ဘူးမဲပဲပြုံများလေးဒါကတော့ရေမုံမှာမပြတဲ့လက်ကပြီးတော့လေရေမုံအလှက်များလေးအဖေတို့နားအောင်လေမုံရပြီလာပြီအများကြီးပဲလောက်ထားနော်ညာပါပဲနားလုံးလေးကိုမိုးပြတဲ့လက်နဲ့ရေမုံနဲ့စားလိုက်ပါဦးမယ်အားလုံးလည်းစားဖို့ဖိတ်ခေါ်ပါတယ်နော်နမတနေကုန်တော့ပေါ်လာတော့သေးတယ်ဗျတို့နှစ်ယောက်တည်းဆိုပေါ်ရတဲ့ပတ်စံကုန်တတ်တာလည်းသူကကြိုက်ပဲမောင်ကောင်းမှာဟောဟာ အဖေချင်းလဲကောင်းတယ်ပဲ ဟေးစားမှာအဲ့လိုတော့အားရပါနှစ်ပဲတွေ့တယ်အဖေတို့အညာမှာမုံပြတဲ့လောက်တာတော့ပဲလုံးစီပြုံးနဲ့လောက်တာပဲများတာပေါ့နည်းနည်းလေးထူဆန်းကျင်တော့ထငယ်ရတို့ကျဲဦးတို့နဲ့လည်းလောက်တာပေါ့အခုတော့အစုံလေးလောက်တော့လဲပိုးစားကောင်းတာပေါ့ဒါဆိုရင်တော့ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့အညာဆက်စားလေးတွေနဲ့ပတ်သက်တဲ့ဘလော့လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတတာ